အားလုံးပဲလာတော့ကျွန်တော်ကတော့ဒီနေ့ offer ကစားလို့ရတယ် offer ကစားလို့ရတယ် game ၅မျိုးကိုပြတော့မှာဖြစ်ပါတယ်ပထမ game လေးကတော့ဒီ game လေးဖြစ်ပါတယ်ဒါဆိုကစားကြလာတော့မရှင်းတိုက်ထွက်ရတာပါဒီလောက်ကြတယ်ရတော့မယ်ဟုတ်ပါတယ်ကြောက်ကြည့်ကြပါတော့ခင်းနေပါ offline ကစားလို့ရပါတယ် offline ကစားလို့ရပါတယ်ဒုတိယ game လေးကကြရင်ကစားလို့ရပါတယ် offline ပါလေးကိုနေရပါပြီကျွန်တော်ကစားပြတော့ဒုတိယ game ကကြတော့ဒုတိယ game ကကြရင်ဒီ game လေးပြပါတယ်ပေါ်ပေါ်က Swadi Go ဆိုတဲ့ game လေးပြပါတယ်ကျွန်တော်ဒီ game ဝင်မယ်ဒီကစားလို့တော့တော့အခုစားတော့တော့တရီယာကလေးကကြတော့ဒီလူတွေအများကြီးကြတဲ့ Speed Force Group 2ဒီ game ဖြစ်ပါတယ်ဒီကဒီခင်းနေနဲ့ရှိတိုက်လို့ရတယ် offline ရှိတိုက်လို့ရတယ်ကိုယ်ပြင်းဆဲလို့ရတယ် zombie တွေနဲ့ကစားလို့ရပါတယ်ဟိုတနက် skin လေးပါတယ်ကျွန်တော်ပြန်အုပ်စုလက်ကစားလို့ရတယ်ဒီခင်းနေပြန်ပြင်းခါဆိုရင်အုပ်စုလက်ကစားလို့ရတယ်ဒီလိုမျိုးဒီမှာအုပ်စုလိုက်ကစားဖို့ဆိုရင်အုပ်စုလိုက်ကစားမယ်ဆိုရင်ကျွန်တော်တို့ဒါလေးကိုဖျက်ရပါမယ်ဒါမတိပလျာပါတယ်နော်မတိပလျာဟိုဒါကိုဖျက်ရပါမယ်ကျွန်တော်ကိုကစားမယ်ဆိုရင်ကိုတယောက်တည်းကိုကစားမယ်ဆိုရင်တော့ဟုတ်တယ်ဒီ new player ကိုဖျက်ရပါမယ်ကျွန်တော်တနခဏတော့ကစားပြမယ်ကျွန်တော်ဒါတော့မဲဝေးတာကျွန်တော်ဒီကနေ့ပြလို့ရတယ်ကျွန်တော်တော့ဒီကနေ့ကိုချက်တဲ့ကောက်ကိုင်းတနက်တော့ဝေလို့ရတယ်နော်ခဏမှဒါခဏမှတနက်ပစ္စတိုအော်တော့ပါတယ်မဒီမှာဆိုရင်စကင်လေးဒီစကင်လေးလည်းအားလည်းပါတယ်ဒီမှာရွှေစကင်ကျွန်တော်ဆက်ရတော့ဒါအားလုံးပြပြမယ်ကျွန်တော်နောက်တစ်ခါကြာရင်ပြီးခင်းလေးဆိုတော့နောက်တစ်ခါကြာရင်နောက်တစ်ခါကြာရင်ဒီနေ့ကြာခင်လေးပဲပြပါတယ်ဒီနေ့ကြာခင်အတိုက်ထွက်လာတာနေရာ3လို့ပြောလို့ရတယ်အရင်ကနေကြာနေရတာမတူဘူးဟိုဒီကမာဝဲစားတဲ့လေးလို့မရဘူးဘာမှလေးလို့မရဘူးဒီမှာ campus ကိုနေမယ်ကျွန်တော်လည်းစစ်တိုက်ကျွန်တော်တစ်စစ်တိုက်ရမယ်ဒီမှာတော့ဝေးမယ်ဒီလိုမျိုးကိုဆက်ရတာအရင်ခါတော့ခက်တယ်ဘရိုဒီလိုမျိုးဆက်တာပါကျွန်တော်နောက်တစ်ခါပြမယ်ကျွန်တော်ဒီနောက်ဆုံးရတော့ကျွန်တော်ကြားရတဲ့ navigation တွေဖြစ်ပါတယ်ဒီကကြရင်ဒီကစားလို့ကောင်းတယ်ကျွန်တော်ပြမယ်ကျွန်တော်နေကြဒီနေ့မှာကျွန်တော်ဒီကကိုကြိုက်ဆုံးပဲကြိုက်တဲ့ဒီကကြောင့်နေရာကြီး
တွေပေါ့နော် 你够的有我你，永远的借口没人。 ဒီပေါ်လာတော့ start ဖြစ်တယ်အဲကျွန်တော် story ဆိုတဲ့ဟာလေးစာပြီးဖြစ်တာမရှိလို့ရလားကျွန်တော်ပထမမရှိလုပ်ပြမယ် さあ行くぞ ဒီလိုကောက်တော့ဆဲရတာ この俺も見くびられたものだ ဒါကျွန်တော်ရဲ့ဗီဒီယိုလေးပါအားလုံးကြည့်တဲ့ like subscribe လုပ်ပေးခဲ့ပါဘရိုတော့ဒီကင်းလေးကိုကြိုက်တယ်ဆိုရင်လည်း comment ပါဒီကင်းလေးတွေကဘေးကင်းကိုကြိုက်လဲဆိုတော့ကျွန်တော် comment လေးတင်ပါရေးပေးခဲ့ပါဘရိုတို့ရဲ့